ဒီနေ့မှာတော့မိုးကုတ်တဘာဝတွင်းထွက်ဖြစ်တဲ့ပြောင်ကောင်းစိတ်ဆက်လေးတွေကိုဈေးနှုန်းချွတ်ချွတ်လေးနဲ့အရေးသွေးကောင်းတာလေးပြပေးမယ်နော်ပထမဆုံးဆက်လေးကတော့ပြောင်ကောင်းစိတ်လိပ်ပြဆက်လေးပေါ့နော်ပြောင်ကောင်းစိတ်ကိုမိုးကုတ်တဘာဝတွင်းထွက်ပြောင်ကောင်းစိတ်လေးသုံးထားပေးတယ်ပေါ့နော်ဒီရဲ့တစ်ဆက်လုံးရဲ့မူရင်းဈေးလေးကတော့360ကျော်ပါရှင်ဒီရဲ့ညီမတို့ဆိုင်ရဲ့တမ္မတန် Valentine promotion အတွင်းမှာလာရမယ်ဆိုလို့ရှိရင်တော့350ကျော်လေးနဲ့ပဲရရှိမှာပဲဖြစ်ပါတယ်ရှင်ဒုတိယဆက်လေးကတော့ပေါ့နော်လူငယ်ချားမှာရေပန်းစားတဲ့ဒီဇိုင်းလေးပေါ့နော်ပြောင်ကောင်းစိတ် channel ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီရဲ့ပြောင်ကောင်းစိတ် channel ဒီဇိုင်းလေးရဲ့မူရင်းဈေးလေးကတော့340ကျော်မှာညီမတို့ဆိုင်ရဲ့တမ္မတန် Valentine promotion ကြီးအတွင်းမှာလာရမယ်ဆိုလို့ရှိရင်တော့330ကျော်နဲ့ပဲရရှိမှာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးပြရတဲ့ဆက်လေးကတော့ clover ဆက်လေးပေါ့နော်ပြောင်ကောင်းစိတ် clover ဆက်လေးလူတိုင်းကြိုက်တဲ့ဆက်လေးပေါ့နော်ဒီရဲ့ဈေးလေးရဲ့မူရင်းဈေးလေးကတော့350ကျော်မှာမတို့ဆိုင်ရဲ့တမတန် Valentine promotion ကြီးအတွင်းမှာလာအောင်မယ်ဆိုလို့ရှိရင်တော့340ကျော်လေးနဲ့ပဲရမှာပဲဖြစ်ပါတယ်ရှင်ကဲညီမလေးတို့ရေ promotion ကာလရလဲဖေဖော်ဝါရီလ15ရက်နေ့ထိပဲမလို့ promotion ကာလအမြန်ဆုံးလာဝယ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်